အဲ့တော့ကံဆိုတာနှမျိုးရှိတယ်အာရဗ္ဗစလှုပ်လို့ဖြစ်တဲ့ကံကတစ်ခုဝိပတိတာရစထိုလှုပ်ခဲ့တဲ့မကောင်းမှုပေါ်မှာစိတ်ပူနေခြင်းကြောင့်ဖြစ်တဲ့အကုသိုလ်ကံတစ်ခုတို့နှစ်ခုရှိတယ်အဲ့ဒီနှစ်ခုထဲမှာလှုပ်လို့ဖြစ်လာတဲ့ကံကပြီးသွားပြီနော်ပြီးသွားသည့်အတွက်ကြောင့်မလှုပ်ဘူးလို့ပြောလို့မှမရသည့်အတွက်ကြောင့်သူဟာမလှုပ်တာမဟုတ်ဘူးလှုပ်ပြီးသားဖြစ်သွားတယ်လှုပ်ပြီးသားဖြစ်သွားရင်ပြင်လို့မရဘူးဒါသဘာဝနော်ဘာပဲဖြစ်ပြောပြီးလို့ရှိရင်ပြင်လို့မှမရတာဒါမို့ဗမာစကားလည်းပြောတယ်လေစကားကြုံနှုတ်မရဘူးလှုပ်ပြီးသားဖြစ်သွားရင်လှုပ်ပြီးသားကိုဘယ်လိုလုပ်ပြင်လို့မရအဲ့ဒါလှုပ်ပြီးသားကိုပြင်တယ်လို့တချို့ကပြင်တယ်ဆိုတာပြောတာမှားပြီးတော့ပြောမိပါတယ်တောင်းပန်ပါတယ်မှားပြီးတော့လှုပ်မိပါတယ်တောင်းပန်ပါတယ်ဆိုတာစိတ်ထဲမှာဒါအတွက်တအုံနှွေးဖြစ်နေတဲ့ဝိပတိတာရသအာကုသိုလ်တွေရှေ့မတိုးအောင်ဟန်တာပေးခြင်းသာလည်းဖြစ်တယ်လှုပ်ပြီးသားအာကုသိုလ်ကံကတော့ရှိနေတာပဲပျောက်သွားတာမဟုတ်ဘူးဒီသဘောကိုသဘောပေါက်အောင်ဖြစ်တယ်ပေါ့နော်ဩဃတဆိုပြီးတော့နော်ကြောဝချသမျှဟာတွေဟာလေဒီအဓိပ္ပာယ်ပဲရှေ့ဆက်ပြီးတော့မတိုးအောင်လုပ်တဲ့သဘောလောက်ပဲရှိတယ်ပျောက်သွားတဲ့သဘောတော့မဟုတ်ဘူးအနုဘုဆိုရင်လူတွေဟာမကောင်းမှုကျူးလွန်ပြီးတဲ့အခါတောင်းပန်လိုက်တာနဲ့အကုန်ပျောက်တယ်ဖြစ်လေတခြားဘာသာတွေမှာခံယူထားတယ်လို့ confession ဆိုတဲ့ဖြောင်းချက်ပေးလိုက်တာနဲ့သူတို့ကအားလုံးခွင်းလုံးကျွတ်လွတ်စေလို့ရမှာမရဘူးကံတရားမပြောနဲ့တရားဥပဒေမှာရောလူတတ်မှုတစ်ခုကျူးလွန်ပြီးတော့သူမှားမိပါတယ်အားလုံးတောင်းပန်ဝင်ချပါတယ်ဆိုတာနဲ့ရှားစိုးမှုခင်ကသူလွတ်နိုင်ပါမလားမလွတ်နိုင်ဘူးနော်လောကမှာတောင်လူဥပဒေမှာတောင်မလွတ်ဘူးဆိုတော့သဘာဝကပေးတဲ့ဥပဒေဘယ်လိုလုပ်လို့အေးလွတ်နိုင်တဲ့ဤတလန်းကတော့ဘာလို့ဆိုရင်အကျိုးပေးရခန္ဓာမရှိတော့ဘူးဆိုရင်တော့ဒါဖြင့်အကျိုးပေးရမယ့်ခန္ဓာကိုဘာကိုဖယ်ရှားခြင်းဖြင့်လွတ်အောင်လုပ်လို့ရတော့ဆိုကိလေသာတွေကိုဆက်ဖြတ်ကိလေသာတွေကိုဖယ်ရှားလိုက်လို့ရှိရင်ထိုကိလေသာနဲ့ပေါင်းမှကံတရားအကျိုးပေးလို့ရတယ်ဆိုပါတော့မျိုးစိတ်လေးတစ်ခုဟာသူ့ကြည့်ထားလို့ရှိရင်အပင်မပေါက်ဘူးသူကမြေနဲ့ရေနဲ့တွေ့တဲ့အခါမှာအပင်ပေါက်တာမြေရေရဲ့အကူကြီးရမှတစ်ပင်မျိုးစိတ်လေးကအပင်ပေါက်တယ်အဲ့ဒါလိုပဲကံဆိုတာကိလေသာနဲ့ပေါင်းရမှကျိုးပေးလို့ရတယ်နော်ကိလေသာနဲ့ပေါင်းအဲ့ဒီသဘောကိုပဋိစ္စသမုပ္ပါဒ်မှာလည်းဟောတာရှိတယ်အဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏဆိုတဲ့အပိုက်လေးကိုကြည့်အဝိဇ္ဇာဆိုတာကိလေသာသင်္ခါရဆိုတာကံနဲ့ကိလေသာနှစ်ခုပေါင်းစပ်ပြီးဝိညာဏဆိုတဲ့အကျိုးကိုထုတ်လို့တာဖြစ်တယ်ကံတတကထုတ်တာမဟုတ်ဘူးနော်အဝိဇ္ဇာကကိလေသာသင်္ခါရကကံကိလေသာနဲ့ကံပေါင်းစပ်ပြီးတော့ဝိညာဏဆိုတဲ့အကျိုးကိုထုတ်တယ်အဲ့ဒီတိုင်းပဲတဏှာပစ္စယဥပါဒနာဥပါဒနာပစ္စယဘဝပစ္စယဇာတိဆိုတာကိုလည်းကြည့်လိုက်တဏှာနဲ့ဥပါဒံကကိလေသာဘဝဆိုတာကကံကိလေသာနဲ့ကံနဲ့ပေါင်းလိုက်တဲ့အခါဇာတိဆိုတဲ့ခန္ဓာ၅ပါးရဲ့ဖြစ်မှုဖြစ်တယ်ဒါကြောင့်မို့ဘဝရလာတယ်ဆိုတာကံနဲ့ကိလေသာပေါင်းစားလိုက်လို့ရတာသာဖြစ်တယ်ပေါ့အဲ့ဒီထဲမှာအဓိကကြတာဘယ်သူတုံးဆိုရင်ကိလေသာအဖို့အဓိကကြဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဖျားဖြစ်ကိုရောက်တဲ့အခါစဉ်းစားကြည့်လေအနေကဇာတိတန္တာရံတန္တာဝိထံအာနိဗိတံဂဟကာရံခွေတံတော်ဆိုနေရငါရဲ့ခန္ဓာအိမ်ကြီးကိုဆောက်တာဘယ်သူလဲဘယ်သူလုံးနေတာလဲဆိုတာရှာတာသူဘုရားရှာတန်တရားထဲမှာငါခန္ဓာအိမ်ကြီးအမျိုးမျိုးတဘွားပြီးတဘွားခန္ဓာအိမ်မျိုးစုံဖန်တီးပေးနေတာဘယ်သူလဲဆိုလိုတာခရီးတာဘယ်သူလဲလှုပ်သူဟာဘယ်သူလဲလို့လိုက်ရှာတဲ့အခါမှာဘယ်သူသွားတွေ့တော့ဆိုတဏှာဆိုတဲ့သဘောတရားကိုသွားတွေ့တဏှာဆိုတာကိလေသာပဲဒီမှာကံလို့မဟုတ်ဘူးမြတ်စွာဘုရားအဲ့ဒီမှာကိလေသာကိုအဓိကထားဟောဒါကြောင့်မို့လို့မြတ်စွာဘုရားဟာ
ကံကိုတတ်လိုက်တာမဟုတ်ဘူးတတ်လိုက်တာဘယ်သူကိုတတ်တာကိလေသာကိုတတ်တာဒါကြောင့်မို့ဘုရားဥရန်ပြုတဲ့အခါတဏ္ဏနံခယမစ္စကတဏှာကိုကုံစီတတ်တဲ့အရတ္တဝရတ္တဖို့ငါရလိုက်ပြီဆိုဘုရားရတာဟာတဏှာကုံမှုကိုရတာပဲနော်တဏှာတန်လန့်ကနေပြီးတော့တဏှာချုပ်ငိမ့်သွားတဲ့အဆင့်ကိုရတာဟုတ်သူရတယ်လို့ပြောတာအဲ့တော့ကံတရားတွေကမကုန်သေးဘူးဒါကြောင့်မို့မြတ်စွာဘုရားသည်ပင်လေပေးစားရတဲ့ကံကြမ္မာဝကြွေးများဆိုတာ12ခုရှိတယ်ပိဋောတိကကမ္မပဒနာဘုရားကိုယ်တိုင်ပေးဆက်ခဲ့ရတဲ့ကံကြမ္မာဝကြွေးတွေရှိနေသေးတော့ကံတရားကတော့ရှိနေဦးမှာခန္ဓာရှိနေသေးတယ်မြတ်ကံတရားကလိုက်နေဦးသို့တော့ကိလေသာမရှိတော့ဘူးဆိုရင်နောက်ဘဝဆိုတဲ့ခန္ဓာကိုတော့ထုတ်လို့မရတော့အရင်ဘဝမှာထုတ်ထားလိုက်တဲ့ထုတ်ပြီးသားခန္ဓာပေါ်မှာတော့သူဒုက္ခပေးဦးမှာကြည့်လေရှင်မမောဂလံမထေရယဟနာဖြစ်သွားပြီယဟနာဖြစ်တော့သူ့ရဲ့ခန္ဓာမှာကိလေသာတွေတော့ငြိမ်းသွားပြီကံကတော့ကြမ်းနေတယ်တိတ်ကံတွေကသူ့မှာကြမ်းနေတယ်ကြမ်းနေလို့ဒီကာလသီလဆိုတဲ့တောင်ပေါ်မှာတပါးတဲ့သတင်းသုံးနေတဲ့အခါမှာခိုးသား900ဝိုင်းပြီးတော့ရှမောကလန်ကိုလှုပ်ချံတပ်ဖြတ်ပြစ်လိုက်တာအဲ့ဒါကံပဲနော်သူ့မှာကိလေသာတော့မရှိတော့ကိလေသာမရှိပေမဲ့ကံကရှိနေသေးသည့်အတွက်ကြောင့်အဲ့ဒီကံရဲ့အကျိုးကိုသူခံလိုက်ရပြန်ဒီလိုဆိုလို့တယ်နော်သို့သောကိလေသာမရှိသည့်အတွက်ကြောင့်အဲ့ဒီကံတွေကနောက်ဘဝခန္ဓာတစ်ခုတော့ထုတ်မှာမဟုတ်တော့ဘူးဆိုလိုတာကဘဝပစ္စယဇာတိမလာတော့ဘူးလို့ပြောတယ်နော်သင်္ခါရပစ္စယဝိညာဏမလာတော့ဘူးဘာကြောင့်အဝိဇ္ဇာမရှိလို့ထို့တူပဲဘဝပစ္စယဇာတိမလာဘူးဘာကြောင့်မလာလဲတဏှာပစ္စယဥပါဒနာဥပါဒနာပစ္စယဆိုတာမလာတော့လို့တဏှာဥပါဒံကင်းသွားပြီဆိုလို့ရှိရင်ဘဝဆိုတဲ့ကံတစ်ခုကဇာတိဆိုတဲ့အကျိုးမထုတ်တော့ဘူးလို့သူတို့ပြောတာနော်ကံကတော့ရှိလျက်ပဲအဲ့ဒီသဘောကိုရှင်းရှင်းနားလည်ဖို့